အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့တငယ်ချင်းလက်ခေါ်တာနဲ့ဗရမ်များဘုန်းကြီးကျောင်းအကျော်မောင်ငလန်းကြားတွေကမလုံမှုဆိုင်ကိုတွားပြခဲ့ပါတယ်လမ်းကြားလေးထဲဝင်တာနဲ့မလုံမှုဆိုင်လေးကိုတွေ့နေပါပြီဒါကတော့ဆိုင်မှာရမယ့်အစားအစာတွေပဲဖြစ်ပါတယ်မိကတော့အများကြီးမှာစားခဲ့တယ်ဘာဒီမှာစားခဲ့လဲဆိုတော့ကုတီယိုတော့ထမင်းတော့ရခိုင်မုတ်တီအလို့နှစ်ပွဲတက်ချတောက်တော့ခယူတော့အေးနှစ်ခွမှာတောက်ခဲ့ပါတယ်ဒါကတော့900ကျန်းရခိုင်မုတ်တီလေးပဲဖြစ်ပါတယ်အရန်စားလို့ကောင်းတယ်ဆိုတော့စစားပါပြီအဲ့ဒီအေးလေးကလေရေခဲတုံးလေးတွေကိုခြေပေးထားတာလေတော်တော်သဘောကျတယ်တောင်းရတာတော်တော်အဆင်ပြေနေအဲ့ဒါလေးတစ်ခွမှာ1200ပဲနော်လာကုန်ကန်နေတဲ့လူတွေဘတ်ဂျက်တွေစေးဖြစ်အောင်အဲ့ဒီဆိုင်လေးကိုသွားစားတဲ့နော်ဒါကတော့အားရပါရစားနေပါပြီရှင်ဒါကတော့ကုတီယူတော့တပွဲမှာ2000ပဲပါအတာကတော့ချက်ချောက်ထောင်တပွဲမှာ2000ပဲအများကြီးပါတယ်တော်တော်တန်တယ်လို့ပြောရမယ်စားရတာလည်းအဆင်ပြေတယ်ဒါပေမဲ့ချက်ချောက်ကနည်းနည်းတော့မနူးတော့ဝါရတာတော့တိတ်တော့အဆင်မပြေခဲ့ဘူးပေါ့ရတာတော့လုံးဝကတိအဲ့ဒါကတော့ထမင်းတော့အမှားထားတဲ့ထမင်းကထမင်းတော့မိအကြိုက်ဆုံးပဲအရန်ကောင်းတယ်အဲ့ဒါကခယူတော့တပွဲမှာ2000ပဲသူလည်းစားရတာတော်တော်အဆင်ပြေတယ်ပဲပြားစားသိစားပါပြီအေးလေးကတော့အမောပြီ1200နဲ့တောင်လုံးဝကောင်းပါတယ်အဲ့ဒါကတော့ကီဝီလေးပါဒါကတော့စားလို့ကုန်သွားပါပြီအားလုံးပေါင်းတွက်လိုက်လို့ရှိရင်12000လောက်ပဲကျပါတယ်ဒါကုန်ကနေလူတွေဘတ်ဂျက်စီပြအောင်အဲ့ဒီဆိုင်လေးကိုညွှန်ပြပေးလိုက်ပါတယ်ကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်